္ဂလာပါ7 blog နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဒီအမေရိကန်ကိုမြောက်ခင်တွေကပေါ့နော်ကျွန်တော်နိုင်ငံရေးကိုကျွန်တော်ရဲ့စာပေတွေမှာပြောချင်ကျွန်တော်ကြပြားတွေရေးတော့ဆိုရင်လည်းကျွန်တော်ကြပြားတွေအများကြီးပဲဒါကျွန်တော်တို့ဒီစင်စာတွေထိတယ်နောက်ဆုံးဘယ်လောက်ထိအောင်စင်စာထိလဲဆိုရင်ကျွန်တော်တို့ကကျွန်တော်ရဲ့ကြပြားလေးတစ်ပုဒ်ဆိုကြက်ချေကတစ္ဆာလို့ခေါ်တယ်ကြက်ချေကရဲ့အမှန်တရားတစ်ခုဆိုတာကိုတောင်မှအဲ့ဒီကြက်ချေကတစ္ဆာဆိုတာကိုစာပေစစ်စစ်ရေးရနေတယ်ပြီးတော့မှလက်မခံနိုင်ပါဘူးဆိုပြီးတော့မှနှလုံးသားတစ္ဆာလို့ပြောင်းရတဲ့အဆင့်ထိအောင်ကျွန်တော်တို့တွေကခံရရတယ်ပေါ့နော်။နောက်ကျွန်တော်တို့မိမာပွဲတွေကိုတွားတယ်ဆိုလို့ရှိရင်လည်းပြန်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရဲစခန်းကိုကျွန်တော်ကိုခေါ်တယ်။ကျွန်တော်ရဲ့မျိုးရိုးစင်စံနဲ့ကျွန်တော်မသိတဲ့ကျွန်တော်ရဲ့ဝမ်းကွဲအဘိုးတွေထီအောင်ကိုသူတို့တွေကသိတယ်။အများကြီးပေါ့နော်။ကျွန်တော်ဆိုလို့ရှိရင်ဒါနောက်ပိုင်းကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်လို့ကျွန်တော်ကြပြားတွေကလောင်တွေကျိုးသွားတဲ့အချိန်မှာဆိုကျွန်တော်ဆိုင်ထဲမှာကျွန်တော်ရဲ့လုပ်ငန်းထဲမှာဒီစာလုံးတွေစာရဖာတွေဆိုလို့ရှိရင်24နာရီမှာ12နာရီရနေပြီးပြန်တယ်မနက်ခင်း4နာရီထိုးတာနဲ့ဒါသူတို့ကျွန်တော်ဆိုင်ထဲမှာရောက်နေကျွန်တော်ဘဲသွားသူတို့ကကျွန်တော်ရဲ့တပည့်တွေလို့ body guard တွေအနေနဲ့အများအားလိုက်ပါနေတာပေါ့အဲ့ဒီလိုတရားကျွန်တော်တို့ကလောက်ခဲ့ဘူးလေအဲ့တော့ဒါတွေကြောင့်မို့လို့ကျွန်တော်ကဒီသူတို့ကိုတွန်းလှန်နေတာလားဆိုတော့မဟုတ်ဘူးကျွန်တော်လူမျိုးတွေမခံရအောင်ဒီမြန်မာပြည်သူတွေတကယ်ကိုကြိုးစားလောက်ရအောင်ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုယ့်ရဲ့ရပိုင်ခွင့်တွေရအောင်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်ထက်နိုင်တဲ့လောက်ကျွန်တော်ကပြောပြတာသိစေချင်တာတော်လှန်စေချင်တာပေါ့နော်အဲ့တော့ဒါမဲ့ကျွန်တော်ဘာဖြစ်လို့အဲ့ဟာတွေကိုထဲဝင်ကျွန်တော်ကနာမည်ယူတဲ့နေရာတွေမှာကျွန်တော်မလုပ်ခဲ့တာလေဆိုတဲ့အခါကျတော့ကျွန်တော်ဘဝမှာလူတယောက်ကကျွန်တော်ကိုပြောဘူးလေနိုင်ငံရေးလုပ်တယ်ဆိုလို့ချင်းနိုင်ငံရေးလုပ်တဲ့လူတွေအကုန်လုံးကလှုပ်ရှားတွေကြီးပဲပေါ့နော်သူကအဲ့စကားပြောအဲ့ချိန်မှာကျွန်တော်အရန်ကိုခံစားကျွန်တော်တော်တော်လေးကိုဒေါသဖြစ်တော့ကျွန်တော်လူတွေအများကြီးချိန်မှာကျွန်တော်သူနဲ့ပြဿနာဖြစ်ဖို့ထီအောင်ကျွန်တော်စဉ်းစားတယ်ဒါပေမဲ့ပေါင်းတငယ်ချင်းတွေရောအကုန်လုံးကနေပြီးတော့မှထိန်းလာရတော့ကျွန်တော်အဲ့ဒီစကားကိုကျွန်တော်အဲ့ဒီမှာရက်ခဲ့တာပေါ့နော်အဲ့ဒီတော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့နောက်တစ်ချိန်မှာကျွန်တော်နဲ့တီးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်ရဲ့ညီလေးတွေကနေပြီးအခုကျွန်တော်နိုင်ငံရေးတွေကိုကျွန်တော်လှုပ်ချင်တယ်ကျွန်တော်စိတ်ဝင်စားရဘေးပါတီကဘေးလူပဲညာဆိုကျွန်တော်ပထမဆုံးပြောလိုက်တာရှင်းရှင်းလေးပဲမင်းတို့လက်ရှိလုပ်နေတဲ့ချမ်းသာကြွယ်ဝမှုကနေပြီးတော့ထပ်ပြီးမတိုးတက်လာတော့ပဲနဲ့မင်းသိန်း20အရင်ကပိုင်ခဲ့တယ်ဆိုမင်းနောက်တစ်ချိန်မှာမင်း10သိန်းကနေမင်း5သိန်းပဲပိုင်တော့မယ်နောက်ဆုံးမင်းလုံးဝမပိုင်တော့တဲ့ထီအောင်လေးရောက်သွားနိုင်တယ်ဒါပေမဲ့မင်းအလုပ်လုပ်ရမယ့်ဥစ္စာကကျတော့မင်းလက်ရှိအေးစေးတညကိုမင်း7နာရီအိမ်နေရမင်း6နာရီအိမ်ရမယ်9နာရီအိမ်ရမယ်လုံးဝမအိမ်ရတဲ့ချိန်တွေထိလည်းရောက်သွားနိုင်တယ်အဲ့ဒီတော့စူးစမ်းမှုရုန်းကန်မှုပေးဆက်ရမှုလည်းဒီချက်ပိုများလာမယ်ရရှိမှုပိုင်ဆိုင်မှုအကျိုးခံစားခွင့်တွေဒီတက်နေသွားမယ်မင်းအဲ့ဒီခြေနေတွေကိုလုံနိုင်တယ်ဆိုလို့ကျွန်တော်မင်းနိုင်ငံရေးကိုဝင်လုံလိုက်လို့ကျွန်တော်အဲ့လိုပဲပြောတယ်ဒါကျွန်တော်ပုံမှန်လေးပြောမင်းအဲ့လိုမှမလုံနိုင်ဘူးနိုင်ငံရေးကိုဝင်မလုံနိုင်အဲ့လိုမလုံနိုင်ဘူးအဲ့စိတ်မရှိဘဲနဲ့မင်းနိုင်ငံရေးလုံမယ်ဆိုနိုင်ငံရေးတော့ဝင်လုံလို့ချင်းမင်းကလှုပ်ရှားနိုင်ငံရေးပဲဖြစ်သွားလိမ့်မယ်ကျွန်တော်အဲ့လိုပဲကျွန်တော်အကုန်လုံးကိုကျွန်တော်ပြောခဲ့တာပေါ့အဲ့ဒီတော့ခုဘာဖြစ်လာလဲဆိုတဲ့အခါကျတော့လူတွေတော်တော်များများကနိုင်ငံရေးတွေလုပ်ကြတယ်ခုမြန်မာနိုင်ငံကြီးကဒီမာလာကြောင့်မို့လို့အကုန်လုံးစုပ်ပြနေတယ်ဒီဟာကိုပဲတချို့တွေပြောပြောရှင်းရှင်းနဲ့ပဲငါလောက်တာငါရပါတယ်ကိုလုံးမကိုစားရတာပါဆိုတဲ့ဟာတွေကိုကျွန်တော်အဲ့ချီလို့စကားပြောနေလို့ခုချိန်ကြီးလည်းကြုံမှုတယ်အဲ့တော့သူတို့ကျွန်တော်မေးချင်တာကမင်းတို့လုံနေတဲ့အတိုင်းမင်းတို့တကယ်ရလားနော်ကျွန်တော်တို့တွေရင်တော့ကဖုန်းတစ်လုံးကိုကျွန်တော်တို့တွေ45သိန်းပြောင်းပေးရတယ်ကျွန်တော်တို့ရဲ့လက်ဖေးတစ်ခွက်ကိုကျွန်တော်တို့တွေ150လောက်ခစ်တုံးကတကယ်လောက်ကင်ပြီးတော့မှရလာပြီးတော့မှမစားရမတောက်တည်းရစုထားရတဲ့ဟာကိုဂျိုးအေဂျင်နဲ့တစ်လုံးနဲ့ပေးပြီးတော့မှကျွန်တော်ဝယ်လိုက်မှကျွန်တော်ပြန်ရလာတာလေးကလက်သေးကွန်လောက်ရှိတဲ့စင်ကတ်ကလေးတစ်ခုနဲ့စာရွက်ကလေးတစ်ရွက်နဲ့ပဲရလာစဉ်းစားကြည့်လိုက်အဲ့တော့အဲ့စာရွက်ပေါ်မှာလည်းပဲကျွန်တော်တို့မပိုင်ပါဘူးသူတို့စီကနေကျွန်တော်တို့အငှားချရတာပါအဲ့ဒီထဲမှာဒါ15သိန်းကျွန်တော်တို့ဒီ20ဖုန်းနေဆိုတော့အဲ့15သိန်းကို15သိန်းနဲ့9000ကိုသူတို့ကဒါအငှားချတာပါသူတို့ကကျွန်တော်တို့စီကနေချိန်မီပြန်သိမ်းမယ်ဆိုတော့လက်မှတ်နဲ့သိရှိကြောင်လက်မှတ်ထိုးတာအဲ့ဒီတော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကနောက်ဆုံး2သိန်းနဲ့5သိန်းနဲ့ဖြစ်လို့ကျွန်တော်တို့ပြန်အပ်မယ်ဆိုတော့သူတို့ကအဲ့ဒါကရောင်းထားတာဖြစ်တဲ့ကြောင့်သူတို့ပြန်ပြီးအပ်မခံနိုင်ပါဘူးဆိုတော့ဒါခေါင်းဆောင်မှုမရှိတဲ့လုံးဝခေါင်းရှောင်တဲ့အရေးအချင်းမရှိတဲ့ရုပ်မှာကောက်ချစ်တဲ့အောက်တန်းကြတဲ့ဒီလိုမျိုးအကြီးအကဲတွေရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်တို့တွေကြီးပြင်းခဲ့ရဒါတွေကိုသိဖို့လို့တကယ်နိုင်ငံတကာမှာစင်ကတ်ဆိုတဲ့ဥစ္စာလေးသူများနိုင်ငံတွေမှာဘလောက်မှမပေးရတဲ့ဥစ္စာတွေကိုကျွန်တော်တို့ဆီကနေအဲ့လိုတွေလုပ်ခဲ့တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာနော်ဒီလောက်
တန်ဖိုးရှိပါတယ်ဆိုတော့ကြောက်စိမ်းကြီးတွေတန်နဲ့ချီတဲ့ကြောက်စိမ်းကြီးတွေကိုနိုင်ငံကြီးကိုဝယ်လို့ရပါတယ်ဆိုတော့ကြောက်စိမ်းကြီးတွေကိုအများကြီးထွက်ခဲ့တာတွေအကုန်လုံးဘေးရောက်သွားတာလေပျောက်ချင်းမလားပျောက်ဆုံးသွားတယ်အဲ့ဒါတွေကလည်းပဲဒီဟာတွေလုံနေလို့ဘာဖြစ်လို့အဲ့လိုလူတွေဟာတက်ဆိုးရှိနေတာလဲလို့ပြောရင်ကျွန်တော်ပြောချင်တာကတော့ပြည်သူတွေအတုံးမကြလို့ပဲပြောချင်ကျွန်တော်ကစပြီးတော့ပေါ့နော်အဲ့လိုပြောတဲ့ခါကျကျွန်တော်ဝိုင်းဆဲကြမယ်ဆဲလည်းမတတ်နိုင်ကျွန်တော်ပြောရမှာဘာဖြစ်လို့အဲ့လိုပြောရတာလဲဆိုတဲ့ခါကျတော့ဒီမှာနိုင်ငံရေးထဲမှာလုပ်ပြီးတော့ဒီလိုမျိုးတွေလုပ်နေတဲ့လူတွေစစ်ဘိုးတွေကျွန်တော်လည်းပဲ10တန်းအောင်တော့ကကျွန်တော်တို့ကြောက်10ရနေဆိုလို့ရှိရင်10တန်းအောင်တာနဲ့စစ်ဘိုးတန့်ပြတာကျွန်တော်10တန်းအောင်တော့16နှစ်ပဲကျွန်တော်2နှစ်စက်တိုင်မိလာဒါပေမဲ့ကျွန်တော်လည်းရှောက်ခဲ့တယ်ဘာဖြစ်လို့ရှောက်ခဲ့တာကျွန်တော်နိုင်ငံကိုကာကွယ်ခြင်းလို့ရှောက်ခဲ့တာဆိုမဟုတ်ဘူးကျွန်တော်သွားရှောက်တယ်ကျွန်တော်အမေကလုံးဝအရှောက်မခံမဲနဲ့မှတ်ပုံတင်သိထားတယ်အဲ့ဒီမှာပထမနှစ်ကျွန်တော်မရှောက်ဘူးရတယ်ဒုတိယနှစ်ကျွန်တော်သွားတယ်အဲ့မှာကျွန်တော်ဟိုမှာပြဿနာတွေပါတယ်ရှာပြီးတော့အိမ်ကတကအမေကလက်မှတ်ထိုးမပေးတာနဲ့ဖောင်ကပိတ်သွားတာနဲ့ဖောင်ပိတ်သွားပြီးနောက်နေ့တရက်ကြော်သွားတဲ့အတွက်ကြောင့်ကျွန်တော်မရှောက်ဘူးအဲ့တော့ကျွန်တော်နဲ့တက်တူပြတူတယ်ကျွန်တော်တနှစ်ကြီးတဲ့ဟာတွေလာပိုင်းကြီးတဲ့ကောင်တွေကျွန်တော်တို့၄ယောက်လုံးအကုန်လုံးကစစ်ဘိုးတွေနဲ့စစ်ပတ်တွေမှာတွေကြီးပဲအဲ့တော့ကျွန်တော်တို့တကယ်ချင်းတွေအကုန်လုံးသူတို့တွေလည်းပဲညနေချင်းဆိုင်မေးလို့ရပါတယ်မင်းတို့နိုင်ငံတော်ကိုချစ်လို့တိုးတက်ဖို့လို့မင်းတို့ဝင်လာလားဆိုကျွန်တော်တို့တွေအကုန်လုံးအဲ့ဒီတော့ကဘာဖြစ်လို့ဝင်ခဲ့ကြတာလဲဆိုတော့တန်းရွှေခင်မှာငါတို့ကြောက်เสียသားတွေငါတို့ကဘိုးချက်ချင်းပြစ်မှာအဲ့တော့ဘိုးကြီးပြစ်မယ်ဘိုးကြီးပြစ်တာနဲ့ငါတို့တွေကနေရာကောင်းရတာနဲ့ငါတို့ဘိုးကအေးဆေးပဲငါတို့ကချမ်းသာပြီဆိုပြီးကျွန်တော်တို့ကဝင်ဖို့လုပ်ခဲ့ကြတာအဲ့လိုလူတွေကြီးပဲအဲ့လိုမြန်မာနိုင်ငံကြီးမှာစစ်သား100မှာငတ်လို့ဝင်တဲ့လူရဲ့ယာဒူးလိုချင်လို့ဝင်တဲ့လူရဲ့ပတ်စံရချင်လို့ဝင်တဲ့လူရဲ့ခွင်လိုချင်လို့ဝင်တဲ့လူရဲ့နဲ့မြန်မာနိုင်ငံတိုးတက်ဖို့လို့ဗိုလ်ချုပ်တို့လိုမျိုးငါဘာမှမရရင်နေပါစေကွာဆိုတော့ဝင်တဲ့လူမျိုးရှိတယ်ဆိုလို့ချင်းကျွန်တော်အောက်မှာလာမှန်းလဲပါကျွန်တော်လက်တကယ်ကိုလက်အုပ်ချီပြီးတောင်းမှရှိဖို့ပါပဲအဲ့ဒီတော့ခုလဲပဲကျွန်တော်တို့တွေအကုန်လုံးတွန်းလှန်နေတဲ့တော်လှန်နေတဲ့တော်လှန်ရေးနေတဲ့မှာလဲပဲအဲ့လိုလူတွေအများကြီးမပါဘူးလားပါတာပဲနော်ခုကျွန်တော်အမေရိကန်မှာနေတယ်ကျွန်တော်ဒီမှာလည်းကျွန်တော်ကြောင်းတက်ရတဲ့ကြိုးရိုးစားစားနဲ့ကျွန်တော်ဘွဲတစ်ခုရအောင်ယူပြီးတော့ဒါပေမဲ့ကျွန်တော်ဘာဖြစ်လို့အဲ့လိုတွေလုပ်နိုင်လဲသူတို့လိုအိမ်ကြီးလဲဝင်နိုင်ကားကောင်းသားတွေကျွန်တော်မစီဘူးဒီမှာကအိမ်ဝယ်တဲ့ကိစ္စကျွန်တော်အခုဒါတွေဘာလို့ပြောနေတာလဲကျွန်တော်ပြောချင်တာကဒီခုလင်းလင်းတို့ကိစ္စနဲ့ချစ်သူဝေတို့ကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေတအားပြောနေကြတဲ့ကိစ္စကိုကျွန်တော်မခံနိုင်လို့ပြောချင်တာဖြစ်တယ်။နောက်သူတို့ကိုတခိုးပါဆိုပြီးတော့ဒေါ်လာ9သိန်းတန်လေးကိုမြန်မာငွေ3000ကျော်ကြီးကိုချဝယ်တယ်ဗာဖြစ်တယ်ညာဖြစ်တယ်နဲ့ဆိုပြီးတော့ပြောနေကြပြီးတော့မှဟိုဒေါ်လာတန်းနဲ့ချီပြီးတော့ဝယ်တဲ့တခိုးမလိုပဲဆိုပြီးတော့သူတို့ဒုတိယတခိုးလင်းများပဲဆိုပြောနေကြတာကျွန်တော်လုံးဝမခံနိုင်လို့အဲ့တော့ပထမတရားကိုတခိုးလို့ပြောနေကြတော့ကကျွန်တော်လက်တွေ့တော့မသိဘူးဒါပေမဲ့သူကပုံမှန်တိုင်းနေမယ်ပုံမှန်တိုင်းလုပ်မယ်ဆိုရင်တော့မဖြစ်နိုင်တာကိုသူလုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဗမာစကားပုံလို့ပြောရမယ်ဆိုရင်တော့ဟိုမပြေးတော့ကံရရှိပေါ့ဗျာကျွန်တော်တို့ကအမေရိကန်မှာနေတယ် credit score တွေလုပ်တယ်နော်အဲ့တော့အဲ့ credit score ဆိုတာကလည်းပဲလူတိုင်းကချက်ချင်းကြီးတန့်ရတာမဟုတ်ဘူးချက်ချင်းကြီးတန့်ရတာမဟုတ်ဘူးကျွန်တော်ပထမဆုံး credit score ကိုကျွန်တော် SSN Social Security Number ဆိုတာကိုကျွန်တော်ရတဲ့အချိန်မှာကျွန်တော်ကအဲ့ဒီ credit score ကိုတွားရှောက်တဲ့အချိန်မှာကျွန်တော်ဘာရလဲဆိုတော့ကျွန်တော်ပထမဆုံးအဲ့မှာ credit card ကိုသူကနေလည်းပြ approve ပေးလိုက်တာကျွန်တော်တကယ်ချင်းတော်တော်များများတော်တော်အံ့ဩကြတယ်သူတို့တွေဆိုလို့ရှိရင်ချက်ချင်းမရဘူးပထမဆုံးကိုကရှောက်မယ် SSN ကူမှရတယ်နော်ခုပဲဘန်သွားရှောက်တယ်ဆိုသူတို့တွေက beta credit card လို့ခေါ်တယ်သူတို့တွေပတ်စံကိုကိုကတ်တဲ့ကိုက900 300 600အဲ့လိုမျိုးထည့်ပြီးတော့မှအဲ့ဒီကနေပထမဆုံးသူတို့ပြီးတတ်တာဆိုတော့600လောက် credit score 600လောက်930လို့300လို့အဲ့လိုမျိုးကနေပြီးတော့မှသူတို့ရဲ့အလုပ်ပေါ်ကနေမှုတွေသူကကိုကလေဒီကတ်လေးနဲ့တုံးလိုက်လိုတဲ့ပတ်စံလေးပြန်ထည့်လိုက်ပြန်တုံးလိုက်နဲ့ကိုကိုယုံကြည်မှုတည်ဆောက်ရတယ်အဲ့လိုယုံကြည်မှုတည်ဆောက်ပြီးတော့မှအဲ့ credit score က650လောက်ဖြစ်လာပြီဆိုမှသူ့ကိုကျွန်တော်တို့ကဒီတိုင်းဟိုခုလက်ရှိဒီ real credit card ဆိုတာကိုသူတို့က approve ပေးလိုက်တာအဲ့တော့ကျွန်တော်ကဘာဖြစ်လို့ချက်ချင်းရတာလဲဆိုတော့ကျွန်တော်လုပ်တဲ့ hotel က5 star hotel ကျွန်တော်ကအဲ့ဒီမှာ share ပြီးတဲ့ခါကျတော့ကျွန်တော်ရဲ့ income ကလည်းပဲကျွန်တော်က3လစာဟိုကျွန်တော်က pay slip တွေလုပ်တဲ့အချိန်မှာအဲ့ဒါကြောင့်မို့လို့သူတို့တွေကဒီ run နဲ့ဒီ company နဲ့ရဲ့အကြောင်းမို့လို့ဆိုပြီးအဲ့ company ကနေတယ်ပြောမှာကျွန်တော်ကို America First Credit Union ကနေတယ်ကျွန်တော်ပထမဆုံးဒါ credit ကိုcredit ရဲ့ဒါဟို checking ရော saving ရောဆို account 3ခုလုံးပြန်တယ်ကျွန်တော်ကိုလုပ်ပေးလိုက်တာ
အဲ့တော့ဆိုလိုချင်တာကဒီနိုင်ငံမှာအဲ့လို credit ဆိုတဲ့ဥစ္စာကလူတွေကအစားကနေစလောက်အဲ့ဒါကလည်းပဲတစ်နှစ်လောက်650 950အထက်ကျမှ तू က excellent ဖြစ်လာတာ excellent 950ကနေ800 800နဲ့850ဆိုတော့အဲ့တော့အဲ့လိုမျိုးဖြစ်ဖို့လို့ဆိုရင်တော့ဒါကနှစ်20လောက်မှ850လောက်ဖြစ်မှာပေါ့ဒီနေရာမှာလင်းတို့ဘာဖြစ်လို့ဒီလောက်လေးနဲ့သူတို့ဝယ်ရလဲဆိုသူတို့ကစရောက်လာတာပုံကျွန်တော်တို့နဲ့မတူဘူးသူတို့ကစရောက်လာတာကိုမှဒီကနေတယ်ပြီး government ကနေခေါ်တဲ့ green card နဲ့သူတို့ကတကယ်နိုင်ငံတကာကနေတယ်ပြီးတော့မှထောက်ပံ့နေနဲ့သူတို့ကတကယ် reality တကယ်ကိုနိုင်ငံရေးကိုတကယ်လုပ်တဲ့လူတွေနေနဲ့သူတို့ကတကယ်ရောက်လာတာ very important person တွေနောက်ကြတော့သူတို့တွေက popular လဲရမ်းဖြစ်တဲ့လူတွေအဲ့လိုလူတွေလင်းများနဲ့သူတို့ရဲ့ပိုင်ဆိုင်မှုနဲ့9သိန်းဆိုတဲ့ဥစ္စာလေးကဘာမှမပြောပါတော့ဘူးဒါပေမဲ့သူတို့တွေဟိုလေးမလိုမျိုးဒေါ်လာတန်းနဲ့ချီတဲ့အိမ်တွေကိုတစ်နှစ်နှစ်တည်းနဲ့ငွေတောင်းပေးမှချပြီးဝယ်တယ်ဆိုရင်တော့ဒါကျွန်တော်တို့ကယုံကြည်စရာအကြောင်းမရှိဘူးဒါမဲ့3သိန်း5သိန်းလောက်ကလေးကိုဒါလင်းများနဲ့သူတို့ရဲ့ချမ်းသာမှုနဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းဒါလင်းများနဲ့အောင်နေနဲ့ဒီလောက်ကလေးလောက်တော့ဘယ်သူမှအံ့ဩစရာအကြောင်းမရှိဘူးဒီမှာက9သိန်းတန်အိမ်ဆိုတာကဒါကျွန်တော်တို့မြန်မာပြည်ဟာတွေအတွက်ကျွန်တော်သိအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလို့ဆိုတော့ဒါတောမြို့လေးကတာမန်အိမ်လေးပဲရန်ကုန်မြို့ကြီးကဝန်ထမ်းမီယာတို့လိုမျိုးအိမ်ကြီးတွေဟာကြီးမဟုတ်ဘူးအဲ့လိုမျိုးတန်းကို10နဲ့ချီ15ချီနေတဲ့ရာနဲ့ချီနေတဲ့ဟာမျိုးကြီးတွေဆိုလို့ရှိရင်တော့ဒါမဖြစ်နိုင်ဘူးလို့ကျွန်တော်ကလည်းဒါပြောမှာပဲဒီလောက်9သိန်းတန်လေးဆိုတာကျွန်တော်ကျွန်တော်ဝယ်လို့ရတယ်ဒါကျွန်တော်တယောက်တည်းဒီမှာနေတယ်ကျွန်တော်တယောက်တည်းလုပ်တယ်ကျွန်တော်ဝယ်လို့ရတယ်အဲ့ဒီတော့နောက်ဒီမှာကျွန်တော်တို့ကဘာဖြစ်သေးလဲဆိုလို့ရှိရင်ပထမဆုံး first time buyer ဆိုလို့ရှိရင်ဒီ first time buyer အနေနဲ့ဆိုလို့ရှိရင်3%ပဲချရင်ဝယ်လို့ရတယ်ဒါမှမဟုတ်လို့20%ချပြီးတော့လည်းဝယ်လို့ရတယ်ဒါမှမဟုတ်လို့ကိုနေတဲ့ကိုမြန်မာနိုင်ငံကနေပတ်စံနေစပြီးရမှာကျွန်တော်တို့ယူလာတော့ကျွန်တော်တို့ကဒီဥစ္စာဒီလောက်အမောင်းယူလာတာပါဆိုတော့ claim ပြီးတော့မှယူလာတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဟာကိုပြပြီးတော့တခါတည်း custom ပေးပြီးတော့လည်းပဲကျွန်တော်တို့ကဝယ်လို့ရတယ်အိမ်တစ်လုံးကိုဝယ်မယ်ဒီမှာကားတစ်စီးကိုဝယ်မယ်ကျွန်တော်ကြိုက်တဲ့ကားကို0 မိုင်လေးကိုကျွန်တော်ကြိုက်တယ်လို့ဝယ်လို့ရတယ်ကျွန်တော်တစ်လမှာ400ပေးအောင်မယ်ကျွန်တော်ရဲ့တစ်လဝင်ငွေက3000ရှိတယ်ဆိုအဲ့လိုကားမျိုးကြိုက်တဲ့ကားကိုကျွန်တော်တို့ဝယ်လို့ရတယ်9000ရှိတယ်ဆိုကြိုက်တယ်လို့ဝယ်နော်အဲ့ဒီတော့ဒီနိုင်ငံမှာကျွန်တော်လိုမျိုးတာမန်အညာတရလေးတောင်းမှဒါ4,000 9,000 1000ဒါရှာမယ်ဆိုလွယ်လွယ်လေးရှာလို့ရနေတယ်အချိန်မှာသူတို့လူမျိုးနိုင်ငံကျော်ကဘာတိပုတ်ကိုကြီးတွေလင်မယား2ယောက်အနေနဲ့လင်မယား2ယောက်1000မှမရှာနိုင်ဘူးလားအသာလေးပဲလေအသာလေးရှာနိုင်တာပေါ့အဲ့လောက်ရှာနေတဲ့အဲ့လိုဝင်ငွေရှိတဲ့လူတယောက်ကဒီလောက်9သိန်းတန်လေးဝယ်တာကိုဘာဖြစ်လို့ခိုးရတယ်ဝှက်ပါတယ်ဆိုပြီးတော့ကိုရီသုံးမကြတာနော်ကိုရီသုံးမကြတာကိုသိအောင်ပြောနေရတယ်တူတူပဲဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ကျွန်တော်ဒါတွေတော်တော်ပြောခဲ့ပါတယ်ကျွန်တော်သူများမကောင်းတာလည်းမပြောဘူးကျွန်တော်ကောင်းကြောင်းလည်းမပြောဘူးကျွန်တော်မကောင်းကြောင်းလည်းမပြောဘူးကျွန်တော် channel လေးမှာလည်းအားလုံးသိတဲ့အတိုင်းပဲကျွန်တော်ကဘဝတုဒ္ဒလေးနဲ့ကျွန်တော်နေနေတဲ့ဟာလေးနဲ့သူတို့လေးတွေကျွန်တော်လေ့လာထားတာလေးတွေကျွန်တော်ဝေမျှတာတော့ပဲရှိကျွန်တော်ဒီလိုမျိုးနေပဲမစားလေးလည်းမပြောချင်ဘူးအဲ့တော့ကျွန်တော်လည်းမပြောဘူးဗျဒါပေမဲ့ grow စာကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တက်လိုက်တယ်ဟာဟိုလူတွေကဟိုတခိုးမားနဲ့ဒီဟာနဲ့ဟိုရှင်းပြောပြီးတဲ့ခါကျတော့သူတို့တွေဒီဟာလေးဒေါ်လာ9သိန်းတန်လေးဝယ်တာဟိုအကြီးအကျယ်ကြီးကိုဒါလောက်ပြီးတော့ပြောနေတယ်ကြာကျွန်တော်မခံနိုင်လို့အဲ့လူတွေအကုန်လုံးတယောက်ချင်းလိုက်ပြောနေတယ်ကျွန်တော်မပြောနိုင်လို့ကျွန်တော်ဒီကနေပြီးအားလုံးအကောင်တွေကိုပြောလိုက်တာအဲ့ဒီအတွက်ကြောင့်မလို့လည်းပဲကျွန်တော်ရဲ့ဒီမှာနားထောင်နေတဲ့ကျွန်တော်မိတ်ဆွေတွေနဲ့ကတိကောက်ဖြစ်သွားတယ်ဆိုရင်ကျွန်တော်ဒီနေရာနေတောင်းပန်ပါတယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကတော့ဒီနိုင်ငံမှာပတ်စံလေး9သိန်း6သိန်း9သိန်းဆိုတာ9သိန်းအထက်ဆိုလို့ရှိရင်တော့ဒါနည်းနည်းလေးများသွားတယ်ပေါ့အဲ့တော့3သိန်း4သိန်း5သိန်းဆိုတဲ့အိမ်တစ်လုံးဝယ်တာဒီနိုင်ငံမှာရောက်နေတဲ့ green card ကိုင်နေတဲ့လင်မယား2ယောက်မြန်မာပြည်ကလည်းတကယ်ချမ်းသာတဲ့လူ2ယောက်အနေနဲ့ဘာမှမပြောပါတော့အညာတရကောင်လေးတော်သားလေးတွေမဟုတ်ဘူးသူတို့ကအဲ့လိုလူတွေအနေနဲ့ဒီလောက်ဟာလေးဝယ်တဲ့ဥစ္စာကဘာမှတကူမှနဲ့ရှင်းပြမလို့ဟိုကလေးမကနှစ်ထဲနဲ့အိမ်ကိုဝယ်တယ်ဒီနိုင်ငံမှာကျွန်တော်ပြောပြမယ်တစ်လကိုတသိန်းရဖို့လို့ဆိုတာကဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဒေါက်တာတော့၎င်းအင်ဂျင်နီယာနဲ့တကယ်ကို uppermost person နဲ့မဟုတ်ဘူးဆိုလို့ရှိရင်မရနိုင်ဘူးဒီနိုင်ငံမှာလောက်ကိုင်းနေတဲ့မိသားစုတွေเนาะကျွန်တော်ရဲ့မိတ်ဆွေရဲ့
မိသားစုတွေဆိုသူတို့ကမေယာရဲ့လက်အောက်မှာလုံနေတဲ့ဝန်ထမ်းတွေလင်မယားနှစ်ယောက်လုံးအဲ့လိုမျိုးပညာတဲ့အတိုင်းဝိုင်းသူတို့တစ်သက်လုံးဒီမှာနေခဲ့တယ်လင်မယားနှစ်ယောက်လုံးသားသမီးတွေကပညာတတ်တာတော့မှအသက်60ကျော်တဲ့ကြောင့်သူတို့ဒေါ်လာ1 သန်းမပိုင်ဒေါ်လာ1 သန်းကိုလုံးဝမချနိုင်ဘူးပြောတာသူတို့ရဲ့အိမ်တွေဝိုင်းနေသူတို့ဝယ်တော့ဟာတွေများများလာလို့ဒါသူတို့တွေတန်းနဲ့ချီပိုင်မယ်သူတို့တနည်းနဲ့တည်းနဲ့ပတ်စံကိုစုပြီးလုံးလိုက်ကြီးဒေါ်လာ1 သန်းဆိုမဖြစ်နိုင်အဲ့တော့အဲ့ဒီကလေးမကမြန်မာနိုင်ငံမှာတော့ကလည်းပဲဘာမှမဟုတ်တဲ့စီးရေးလေးကနေပြီးတော့မှတဖြည်းဖြည်းနဲ့နိုင်ငံရေးလှုပ်ပြီးတော့မှလှုပ်ရှားလာတဲ့လူတယောက်နဲ့ခုလိုမျိုးတကယ်ချမ်းသာပြီးတော့မခံမရက်နိုင်လို့အမှန်တရားအတွက်လောက်ကိုင်းနေတဲ့လင်းလင်းတို့လင်မယားနဲ့ဘယ်လိုမှရှင်လို့မရဘူးငွေကြေးချမ်းသာမှုစိတ်ဓာတ်ပိုင်းခံယူမှုပြောဆိုပြတ်သားမှုခုလင်းလင်းတို့ကသူ့အိမ်ကိုဒီလိုဝယ်တယ်ဒီလူစီကနေဝယ်တယ်ဒီနေ့မှဝယ်တယ်ဒီနေ့မှပိတ်တယ်ဆိုတော့ဒါထောက်ထားတွေကိုချပြတယ်အဲ့ကလေးမှအဲ့လိုလဲချမပြနိုင်တကယ်သူချပြတဲ့ဥစ္စာဆိုလို့ချင်းသူဝင်ငွေတွေဘယ်ကနေလဲဒီဒေါ်လာတန်းနဲ့ချီတဲ့ဟာမျိုးတွေသူမချပြနိုင်ဘူးနောက်တစ်ချက်ကကျွန်တော်သူ့ကိုပြောပြအောင်မယ်ကျွန်တော်တို့ NUG ကိုကျွန်တော်တို့လည်းပဲအများကြီးထောက်ပံ့ခဲ့တယ်နော်အများကြီးကို NUG ပေါ်မှာကျွန်တော်တို့ယုံကြည်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ပြောလို့မဖြစ်လို့မို့လို့ကျွန်တော်စီမှာကျွန်တော်တငယ်ချင်းတွေဆိုလို့ရှိရင်သူတို့တွေထိတ်တိုက်ထဲထဲဝင်ဝင်ကိုအဲ့လောကထဲမှာလုံနေပြီးတော့မှသူတို့တွေခံစားရတဲ့သူတို့တွေမြင်ရတဲ့ဒီပေါ်မှာလှုပ်ရှားနေတဲ့ဟာတွေညာကြီးကျွန်တော်လေးရှင်ထဲမှာကိုအမြဲတမ်းအဲ့ဒါကြီးကိုကျွန်တော်တနှုံနှုံနဲ့ရှင်တော်ရှိအဲ့ဒီတော့အဲ့လိုလှုပ်ရှားနေတဲ့လူတွေနဲ့လင်းလင်းတို့လင်မယားတွေကတော့တခြားသည်ပဲဆိုတော့ကျွန်တော်ဒီနေရာကနေပြီးအားလုံးကိုပြောပြချင်တာအဲ့လိုမျိုးခုနကလိုမျိုးဟိုဘက်ကနေလှမ်းဟောင်းနေတဲ့ဟိုဘက်ရက်ကွက်ထဲကဟာတွေပဲဖြစ်ဖြစ်ပေါ့နော်သူတို့သိစေချင်တာကျွန်တော်နည်းနည်းလောက်ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးတွေဒါပြောပြတာဖြစ်ပါတယ်အားလုံးလည်းပဲကျွန်တော်ရဲ့အပြောအဆိုတွေမှာယဉ်တီးတာတွေပါခဲ့တယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်တကယ်ကိုပဲဒါစိတ်ထဲမှာတော်တော်လေးကိုမခံနိုင်လို့ကျွန်တော်ထုတ်ပြောတာပါအဲ့ဒီတော့နောက်တစ်ချက်ကဒီမှာကကျွန်တော်တို့တွေတာမန်လူတွေနဲ့မတူပဲနဲ့သူတို့တွေကဒီရှိုးပွဲတွေနောက်နိုင်ငံတော်ရဲ့အထောက်ပံ့တွေဒီဘက်ကလည်းယုံကြည်မှုတွေနဲ့ဒီလိုချပြနိုင်တဲ့လင်မယားမျိုးကိုဘာဖြစ်လို့အိမ်လေး9 သိန်းတန်လေးကိုအဲ့လောက်ကြီးထိဆက်ဆက်တိမခံမနဲ့ဘာဖြစ်လို့ဒီအဖိစာတွေပွားနေကြတာလဲမစ္စတီးယားစိတ်တွေပွားနေကြတာလဲဆိုတော့ကျွန်တော်ကသိချင်မိတာပေါ့နော်အဲ့တော့အကုန်လုံးလည်းပဲခုကတကယ်လို့မြန်မာပြည်သူတွေပေါ့ကျွန်တော်အနေနဲ့ကျွန်တော်မိတ်ဆွေတွေလည်းပဲကျွန်တော်တခုပြောချင်တာကအမေရိကန်မှာဒေါ်လာ9 သိန်းတန်အိမ်တစ်လုံးလောက်ဝယ်တာကဘာမှမထူဆန်းဘူးနောက်တစ်ချက်ကဒီမှာကျွန်တော်တို့တွေမာစီတီဝယ်မယ်3000 4000 8000တသိန်းကျွန်တော်တို့အတွက်က AC ပဲနောက်တစ်ချက်ကျွန်တော်တခုဘုဟုတုဒပြတာလေးပြောအောင်မယ်ဒီနိုင်ငံမှာကျွန်တော်ကဘဏ်ထဲမှာတသိန်းအပ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်လုံးနေတယ်ဆိုလို့ရှိရင်တသိန်းကိုသူကချက်ချင်းတန့်လုံးပြီးလို့ရတယ်အဲ့တော့ကိုတသိန်းရှိရလို့2 သိန်းကို2 သိန်းချက်ချင်းလုံးလို့ရတယ်အဲ့ဒီကနေအဲ့ကပို့ပြီးတော့လုံးနေသေးလားလုံးလို့ရသေးတယ်အဲ့ကပို့လုံးနေတယ်ဆိုကျွန်တော်တို့ဘက်ကနေအထောက်ထားတွေနဲ့ကျွန်တော်နည်းနည်းပါးသူတို့ပေးတဲ့ဟာတွေနဲ့ထပ်လုပ်ပြီးလို့ရှိရင်3 သိန်းလောက်ကဒါလေးပဲအဲ့ဒါမှမဟုတ်လို့ကျွန်တော်တို့အိမ်ဝယ်မယ်ဟိဆိုလို့ကတော့အိမ်ဝယ်မယ်ဟိဆိုတော့3% 3 သိန်းတန်အိမ်ဆိုလို့ရှိရင်အဲ့3 သိန်းတန်ရဲ့3%လေးကိုကချလိုက်ရုံပဲပြီးလို့ရှိရင်ခင်ဗျားကနှစ်ပေါင်းဘယ်လောက်လိုချင်တာလဲ15 နှစ်လိုချင်လားနှစ်20လားနှစ်30လားလာစဉ်ကိုထဲကနေပြီးတော့ဖြတ်သွားမှာသူကအေးဆေးပဲကိုကအဲ့ဒီအိမ်ပေါ်မှာဘာဖြစ်လို့အိမ်တွေကိုတချို့တွေကမဝယ်ကြတာလဲဆိုတော့တချို့အိမ်တွေကကောင်းလာပြီဆို HOA fee ပေးရမယ် maintenance တွေပေးရမယ်ဒါ tax တွေဆောင်ရမယ်အိမ်အတွက်အများကြီးအဲ့လိုတွေပေးရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တို့တယောက်တည်းသမားတွေကြတော့အိမ်ဝယ်ရတာမတန်တော့အဲ့လိုမျိုးတွေအိမ်ဝယ်မယ်ဆိုလို့ရှိရင်ဒီမှာက2 နှစ်ခွန်ဆောင်ထားတယ်ဆိုရင်လည်းဝယ်လို့ရတယ်နောက်တကယ်ကိုပဲဟိုဖြစ်တယ်ဆိုလို့ရှိရင်လည်းပဲညီးတွေရှိပါတယ်တနည်းတည်းနဲ့ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ tax claimer တွေကပတ်စံကိုပို့ပြီးတော့ 20% ချတာစသဖြင့်ဝယ်တာဒီနိုင်ငံမှာအိမ်ဝယ်တာကမြန်မာငွေတွေနဲ့တွက်ပြီးအမလီသိန်း3 သိန်းတန်ဆိုလို့ရှိရင်သိန်းပေါင်းကိုဒီလောက်ကြီး12000ကြီးဆိုပြီးတော့ဘာမှအန်အော်ဘနန်ဖြစ်နေကြအကြောင်းမရှိဘူးဒီနိုင်ငံမှာ3 သိန်းဆိုတာကနှစ်30တာနဲ့လူတိုင်းအလုပ်ရှိတဲ့ credit ကောင်းတဲ့လူတိုင်းဝယ်လို့ရပါတယ် credit မရှိဘဲနဲ့တကယ်ပြင်းပြီးတော့မှဟိုလောက်ကနေ fire ဖြစ်လိုက်ဒီလောက်ကနေ fire ဖြစ်လိုက်အလုပ်မှာလက်ကြောမတင်တဲ့လူတွေပဲအိမ်ဝယ်တာလို့ကားဝယ်တာလို့မရတာပါအဲ့တော့ကိုကအလုပ်တစ်ခုကိုတကယ်မြန်မာလူမျိုးတွေဆိုလို့ရှိရင်
ဘယ်သူမှဆို fire ခံရတယ်ဆိုတော့တော်ကြီးကို 1% မရှိဘူးအဲ့ဒီတော့အဲ့လိုလူမျိုးတွေအနေနဲ့ကတော့အိမ်ဝယ်တာတွေ Mercedes ဝယ်တာတွေ BMW တွေ Volvo တွေကြိုက်တဲ့ကားကိုဝယ်လို့ရပါတယ်ဘာမှတိတ်ပြီးတော့အဲ့ဒါကြီးပေါ်မှာခံစားမနေပါနဲ့ဒါပေမဲ့တစ်နှစ်တည်းနဲ့နှစ်နှစ်တည်းနဲ့ဒေါ်လာတန်းချီကိုချပြီးတော့ဝယ်တယ်ဆိုတာကတော့အင်မတန်မှကိုပဲဒါမေးခွန်းတွေအများကြီးထွက်လာတာပေါ့နော်ဒီလင်းလင်းတို့တစ်နှစ်နှစ်နှစ်တည်းနဲ့သူတို့လေးငသိန်းတန်ဝယ်တာဆိုတာကဘာမှမပြောပါတော့ဘူးရှင်းဆုံးပြောရတယ်ကျွန်တော်တို့ခင်ဗျားတို့ရွာမှာအလုပ်လုပ်နေရင်တောင်သူလေး2 ဧကလောက်ရှိတယ်လူလက်တစ်စီးဝယ်သလောက်ပဲရှိတယ်ဟုတ်ပြီလား